အရှင်ဖေယားမြန်မာဗုဒ္ဓဘာသာအများစုပြောကြတဲ့စကားတစ်ခုကိုပြောပါရစေဖေယားသေမဲ့ရက်ကိုထမင်းစားစောင့်နေတယ်ဆိုတဲ့စကားကိုတပည့်တော်လက်မခံပါဘူးအဲ့ဒါကိုအများသိအောင်ရှင်းပြပေးတော်မူပါဖေယားဆိုပြီးတော့မြင့်အောင်9586ဆိုတဲ့အကောင့်ပိုင်ရှင်ကဖနတ်စုပ်ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးတစ်ကြောင်းရေးပို့ထားတယ်။စကားတစ်ခုဆိုတာအားပါတဲ့စကားတွေလည်းရှိသလိုအားပြော့သွားစေတဲ့စကားတွေလည်းရှိတယ်လို့မြင်မိတယ်။တူသလိုလိုနဲ့မတူတဲ့စကားတွေလည်းရှိကြတယ်ပေါ့။ဥပမာထမင်းစားဖို့အသက်ရှင်နေတာမဟုတ်ဘူး။အသက်ရှင်ဖို့ထမင်းစားနေတာဆိုတဲ့စကားဟာတူသလိုလိုနဲ့မတူပါဘူး။ထမင်းစားဖို့အသက်ရှင်နေတာဆိုရင်သူ့ရဲ့အသက်ရှင်မှုဟာထမင်းလေးစားရုံတက်တက်ပဲလားဒါထက်ပိုတဲ့အတိတ်ပဲတွေလည်းမရှိတော့ဘဲနဲ့ဘဝမှာထမင်းစားရုံတက်တက်အတွက်အသက်ရှင်နေရတယ်လို့ဖြစ်မနေဘူးလားဒါဆိုအဲ့ဒီလိုစကားတွေကြောင့်ဘဝကိုအဲ့ဒီလူတွေပဲမြင်မယ်ဘဝကိုအဲ့ဒီလိုပဲတည်ဆောက်မယ်ဆိုရင်ဘဝရဲ့တန်ဖိုးဟာမရှိသလောက်ဖြစ်သွားလိမ့်မယ်ဘဝရဲ့တန်ဖိုးဟာထမင်းစားရုံတက်တက်အတွက်ပဲဖြစ်သွားလိမ့်မယ်ပေါ့ထမင်းစားဖို့အသက်ရှင်နေတာမဟုတ်ဘူးအသက်ရှင်ဖို့အတွက်ထမင်းကစားနေရတာဆိုရင်ထမင်းလေးစားရတဲ့အလုပ်ဟာအရေးမကြီးတော့ဘူးထမင်းစားပြီးအသက်ရှင်သန်မယ်အသက်ရှင်သန်နေပြီဆိုရင်ကိုယ်ကောင်းစားကြီးတွေလုပ်မယ်အသက်ရှင်သန်မှုဟာလောကကောင်းကျိုးတွေတည်ဖို့ဖြစ်တယ်အသက်ရှင်သန်မှုဟာရရွာအကျိုးနိုင်ငံအကျိုးလူသားလူကောင်းကျိုးတွေတည်ဖို့ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်စီရောက်သွားတယ်အဲ့ဒါဆိုရင်ထမင်းစားရတာဟာအရေးကြီးတဲ့အလုပ်ကြီးမဟုတ်တော့ဘူးပေါ့ထမင်းစားရဖို့ဟာပဓာနာအလုပ်ကြီးမဟုတ်တော့ဘူးရအကျိုးရွာအကျိုးလူသားတို့အကျိုးမိမိအကျိုးသူများအကျိုးတွေတည်ဖို့နိုင်ဖို့ဆောင်ရွက်နိုင်ဖို့အသက်ရှင်ဖို့လိုအပ်တယ်အသက်ရှင်မှလုပ်နိုင်မှာဖြစ်တယ်အဲ့ဒါလို့အသက်ရှင်ဖို့ကလည်းထမင်းစားဖို့လိုအပ်တယ်ငါဒါကြောင့်ထမင်းစားနေတာဆိုရင်ဘဝအတွက်သိပြီးတော့တန်ဖိုးရှိသွားမှာဘဝမှာကြိုးစားစရာတွေအများကြီးဖြစ်လာမှာတိုးတက်လာမှာလို့သိမြင်ရမယ်ဒီလိုပါပဲသေမဲ့ရက်ကိုထမင်းစားစောင့်နေတယ်ဆိုတဲ့စကားဟာမမှန်ဘူးလားဆိုရင်သူ့ရှူထောင်နဲ့သူတော့လဲမှန်တယ်လို့ပြောချင်ရင်ပြောနိုင်ပါတယ်ဘာကြောင့်လဲထမင်းစားနေတဲ့လူတိုင်းဟာဒီနေ့သေကြရမှာ